န်ကုန် FM ရေဒီယိုကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဗုဒ္ဓင်ဤဘဝအစဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခန်း1ဘဝဘာကုန်းနဲ့စပြီးဝါလုံးနဲ့သုံးသောနှလုံးနဲ့သောဗမာစကားနှလုံးကံကိုအစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မူဖွားခြင်းကိုရောက်ရှိကြရပါတယ်မွေးဖွားစကလေးတယောက်ရဲ့ဥဲဆိုတဲ့ငိုတန်ကလင်းကျက်တွန်ကန်သည့်အချိန်ခန့်တွင်မှောင်မိုက်နေသောပတ်ဝန်းကျင်ရဲ့အိမ်လေးတစ်လုံးစီကအစပြုလို့ဝန်းကျင်တစ်ခုလုံးကိုပြန်ကျဲလွှတ်ဆင်သွားပါတော့တယ်။မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသာဖြစ်အော်ပြောလို့မဆုံးသေးမြခင်ရက်တက်တဲ့တွန်ငယ်လေးရဲ့အလံတကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုပ်ဆိုင်သွားခဲ့ရပါတယ်အကြီးမြခင်ဘာဖြစ်လို့လဲဗျပြန်ပြေးတဲ့မပြုတ်ခြင်းကြောင့်အခန်းထဲသို့ဦးကောင်းလန့်ဝင်လိုက်တဲ့အချိန်မှာတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင်းမာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရွေးရသည့်အထိပါပဲအကြောင်းဒီကငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တယ်မြခင်ကအသက်ရှူခြင်းကင်းမဲ့စွာလဲရောက်နေပါတော့တယ်ထိုအချိန်တွင်သူမရဲ့ဘေးမှာရှိနေသောလူမမယ်ကလေးတစ်ယောက်ရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွင်းသွားပါလေတော့တယ်။နောင်တရင်ခေါ်မဲ့ထိုကလေးရဲ့အမည်ကအောက်လန်းဘိုးထင်အခန်းနှင့်အသက်12နှစ်ကျော်ကလေးမောင်ဘိုးတင်သည်လွယ်ဤတစ်လုံးကိုလွယ်၍အိမ်ရှိမှထွက်ဟန်ပြင်လိုက်တယ်ထိုအခါအိမ်ရှိကွပြင်မှထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှစကားတန်အချို့ထွက်လာတယ်။ဂျိုးကောင်ဘိုးထင်ဗျာအဖေကျွန်တော်ဘာလုပ်ပေးရမလဲမင်းကိုဘိုးထင်လို့ဘာလုပ်ပေးလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကားအရအသက်ကြီးနေပြီမြန်မြန်သေးမယ်ထင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းကိုသာမမွေးရင်ငါမိမမသေးဘူးကွာကျွန်တော်နဲ့ဆိုင်လို့လားဖေမင်းကိုသာငါမိမမမွေးခဲ့ရင်သေမလားအဲ့ဒါဆိုလဲကျွန်တော်ကိုလွတ်ပြစ်လိုက်ပါလားအေးမင်းကိုအဲ့လိုလှုပ်ချင်တာငါညမစောင်းဝင်ကသာမင်းကိုနှုတ်တိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငှက်သွားပြရင်ကြွက်ကပိထားအောင်မှမိုးချုပ်မယ်အေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလဲရတယ်ဒါပေမဲ့အချိန်ကိုသိရနော်မင်းတလုံးလာဖို့ရမယ့်အချိန်အင်းပါဗျမဘိုးတင်ကတော့ဖြစ်သူမဆန်းဝင်မှငယ်စဉ်ကတည်းကကျွေးမွေးပြုစုပေးခဲ့တယ်ဖခင်ဖြစ်သူဦးကောင်းကသူအားဂရုမစိုက်ရှိသည်ဟုပင်မထင်ပေအတော်ဖြစ်သူသူ့သက်ရှင်နေအရွယ်မှာဆုံးမသွားပြန်တယ်ထိုအခါအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတင်နှင်ချလိုက်သောကြောင့်ဖခင်ဖြစ်သူအိမ်သို့ရောက်ရှိလာရခြင်းပဲမောင်ဘိုးတင်ကကြွက်ထောင်ငှက်ပစ်ငါးပန်းချင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းအတွက်အရက်တလုံးပုံမှန်ဝယ်ပေးနေရသလိုစားဝတ်နေရေးအတွက်ပတ်စံရှာရသေးတယ်လဲနေအိကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလည်းမလုပ်ရသီးစားချထားသောကြောင့်ဝမ်းစာစပါအတွက်မပူရလို့တော်သေးတယ်ယခုလဲမောင်ဘိုးတင်တောထဲသို့သွားကြပြီဖြစ်တယ်မောင်ဘိုးတင်နေသောတစ္ဆန်ရွာလေးကတောရမ်းကျသောဒေသဖြစ်တယ်ရွာဝင်တန်လန်းသောနေရာတွင်တင်းချိုင်းကုန်းရှိပြီးအုပ်ကူဟောင်းများကဆေးရောက်မရှိလူသွားလမ်းဘေးမှာကက်လျက်ရှိတယ်တင်းချိုင်းကုန်းဟုအမည်နဲ့လိုက်အောင်ရွာရဲ့တင်းချိုင်းကုန်းကဂုံးလေးပေါ်တွင်ရှိပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ဂျုံနယ်ပေပေါင်းများစွာတို့ကထူထပ်လာတယ်လူတယောက်သိရင်သာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ထို့ကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေတယ်အခုမောင်ဖိုးတင်ထိုတင်းချိုင်းကုန်းရဲ့အနောက်ဘက်ရှိဂျုံထဲမှာကြွက်ထောင်ရင်းတင်းချိုင်းကုန်းထဲဝင်ငှက်ပစ်နေလေတယ်ငှက်များမလာတော့အခါမောင်ဘိုးတင်ကတင်းချိုင်းကုန်းထဲရှိအုပ်ကူပေါ်မှာအိတ်နေလေတယ်ထိုစဉ်သူအိတ်နေသောအုပ်ကူဘေးရှိလမ်းမပေါ်မှာလူငယ်တစ်တိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြတယ်ထိုလူငယ်များအနားမရောက်မီမောင်ဘိုးတင်သည်အုပ်ကူဘေးသို့ဆင်းပြီးပုန်းလိုက်တယ်ထိုလူငယ်ထဲမှမျက်နှာဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်းထားသောကြွက်ကပိများကိုခိုးဖော်နေသည်ဟုမောင်ဘိုးတင်ထင်နေမိတယ်လူငယ်လေးများသည်မောင်ဘိုးတင်နှင့်တက်တူရွယ်သူများပါသလိုနှစ်နှစ်မြကြီးသူများလည်းပါသည်တချို့လူငယ်များကပခုံးနှင့်လွယ်များလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်ဤတံပြုတ်လောက်ကလွယ်ထားကြတယ်ထိုလူငယ်များကမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင့်နိုင်မင်းဟိုဘက်နေ့ကရတဲ့ကြွက်ကြီးကအကြီးကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်သွားသွင်းလိုက်တာ
မင်းမေလိုလှုပ်ပြီးရလာတယ်ဖိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးတွေကခိုးဖော်လာတာဆိုအဲ့ကောင်ပေတူးလည်းတကောင်ယူတယ်လေဘိုးတင်ကအစောကြီးထပြီးသွားဖြုတ်တာပါမင်းကဘယ်ချိန်မှသွားဖော်လိုက်တာလဲဟာအဲ့ကောင်ကဝေလီမှသွားတာငါကအုံမောင်းခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါကအိမ်ပြန်ရောက်လို့ပြန်တော့အိမ်နေပြီပိုင်မကွာမြင့်နိုင်လေကွာမပိုင်ရင်ချင်းအောင်မြဲတာမင်းတို့သိတယ်မဟုတ်လားလူငယ်လေးများစကားတပြောပြောနဲ့တင်းញိုင်းကုန်းကိုကြော်သွားချိန်မှမဘိုးတဲ့အုပ်ကူဘေးမှာထားလိုက်ပြီးမြင့်နိုင်လူရုပ်မှာကြွက်တခိုးမင်းငါနဲ့တွေ့ပြီပေါ့ကွာမဘိုးတွေကစိတ်ဆိုးတော့တာထွက်ကအုပ်ကူကြီးအားလောက်လေးကွာတင်နဲ့ထူလိုက်ပါတော့တယ်အခန်း3မမိုးတင်အဖေဖြစ်သူအတွက်ဦးစိုးကြီးပုံဆိုင်မှမိတောက်ရဲ့တလုံးသွားဝယ်နေသည်ရလာတော့ငှက်တချို့အားဦးစိုးကြီးအားအရက်ဖိုးနဲ့ခြေခိုင်းလိုက်ဦးစိုးကြီးကအရက်ချိန်ပေးနေရင်မောင်ဘိုးတင်ကိုကြည့်ကဘိုးတင်မင်းပလင်းနေပြန်ယူခဲ့အောင်သုံးလုံးရှိနေပြီနော်အေးမာဗျယူခဲ့ပါမယ်အခုကတောထဲကနေတန်းလာရတာမဟုတ်ပါမင်းခုတော်ကြွတ်မရဘူးလားမြင့်နိုင်နေပေတူးတော့ကြွက်တွေငါးစီလာရောက်နေဒီကောင်တွေဘယ်နဲ့သွားထောင်လဲမသိဘူးမင်းစုံစမ်းပါလားနေရသိအောင်စုံစမ်းစရာမလိုပါဘူးဒီကောင်တွေပဲကားရတယ်ဆိုတော့ကျုပ်သိကြတာပေါ့သိရင်လည်းပြီးရောကျောက်ကထိုင်းပြေနီးလာလို့ဈေးကောင်းနေပြီငါကောင်ရစိတ်ချပါကျုပ်လာပို့ပါမယ်မမိုးတင်ဒီတော့ရဲ့ပလင်းကိုလက်ကဆွဲပြီးနောက်အိမ်သို့ပြန်လာတော့တယ်အိမ်ဝိုင်းထဲတွင်ဝင်လိုက်သည်နှင့်ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပေါ်လာပြန်ပြီဖြစ်တယ်ကျိုးကောင်လောက်ကြလိုက်တာကွာမိတိုင်းမင်းဘဲတေးတေးငါကွေးမဆိုင်ဘူးငါရဲ့လေးတော့အချိန်မှန်လာဖို့စမ်းပါကွာကြားလာဟဲ့အောင်ကျွန်တော်လည်းမြင်မြင်လာတာပဲမိမြင်မြင်လာရင်ဒီလောက်ကြမလားမိုးတော်ချုပ်တော်မယ်ပေးစမ်းရဲ့ငါကောင်နဲ့အမဲဖော်လို့အမဲသားဟင်လာဖို့ထားရဲ့တွားယူစမ်းမဘိုးတင်ဒီလေမြသူတို့စကားမြပြန်မပြောပဲဖခင်ဖြစ်သူရဲ့အရှိကိုအရက်ပလင်းကိုချပေးလိုက်ပြီးအိမ်မော်တို့တက်သွားကမိဖို့ကြောင်ထဲမှပကံတစ်လုံးထဲထည့်ထားသောအမဲသားဟင်းများကိုပကံတစ်ချက်ထဲသို့ကော်ထည့်ပြီးသွားပို့လိုက်တော့တယ်ထို့နောက်ဖခင်ဖြစ်သူရဲ့ရှေ့မှာရက်လိုက်ပြီးအဖေကျွန်တော်ဒီညအိမ်ပြန်မအိပ်ဘူးကြွတ်ဖို့သွားဆောင်အိမ်မလို့သွားမမော်ရီဒီအိမ်ပေါ်မှရေနံစီမိကွက်နဲ့တစ်သားမင်းကြီးကိုယူလိုက်သည်ထို့နောက်မမီအိမ်လေးတဲကိုရေနံစီမိကွက်ကိုထည့်လိုက်ပြီးလက်မှဆွဲကမိဖို့ကြောင်ထဲဝင်လိုက်တယ်ထို့နောက်မိအိမ်ကိုခဏဘေးသို့ခြာထားလိုက်ပြီးစစ်သုံးဟန်ကောကြိုင်တဲ့ကိုထမင်းနဲ့အမဲသားဟင်းများကိုရောထည့်လိုက်ပြီးထမင်းကြိုင်လေးအားလွယ်အိတ်နဲ့ထည့်လိုက်ပြီးမိအိမ်ကိုကောက်ကင်ကအိမ်ပြင်သို့ထွက်သွားလိုက်ပါတော့တယ်မဘိုးတင်ကထောင်ထားသောကြွက်ကပီများကိုတေချာစစ်ဆေးလိုက်ပြီးနောက်အပင်တပင်အောက်တွင်ဝင်ပြီးအိတ်လိုက်တယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီးမိုးကဆုံးချုံနေပြီဖြစ်တယ်ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရအတော်ပင်စိတ်ပြက်နေမိတယ်လေကလည်းမတိုက်ဂျုံထဲမှာဖြစ်နေ၍လေမတိုက်သည်လည်းဖြစ်နိုင်တယ်ထို့နောက်မဘိုးတင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းကြိုက်ထည့်ထားသောလွယ်အိတ်လေးကိုလွယ်လို့တင်းញိုင်းကုန်းဘက်သို့ထွက်သွားပါလေတော့တယ်မဘိုးတင်ကသူထိုင်နေကြအုပ်ကူဟောင်းကြီးပေါ်မှာထပ်တိုင်လိုက်တယ်လာရောင်နဲ့ကြံရောင်တို့၏အလင်းရောင်တက်တက်လေးရနေသည်မို့မိအိမ်ထဲမှာရေနံစီမိကွက်ကိုမှုတ်လိုက်တယ်ထို့နောက်ဘိုက်ကလည်းစားလာပြီးမို့ထမင်းကြိုက်ကိုထုတ်ပြီးအုပ်ကူပေါ်တင်ပြီးဖွင့်လိုက်တယ်အမဲသားဟင်းရနန်းကတင်းသွားခြင်းတင်းញိုင်းထဲမှာအပင်တချို့လေမတိုက်ပဲလှုပ်ရှားသွားတော့တယ်ထိုအရာကိုသတိထားမိသောဘိုးတင်ကလှုပ်နေသောအပင်များကိုကြည့်ပြီးစကားဆိုလိုက်တယ်ငါတယောက်စားတော့နိုင်နော်မကြွေးနိုင်ဘူးစားခြင်းငါကိုသားကြိုက်စားကြတော့တေးလဲအေးတာပဲမဘိုးတင်ဤစကားဆုံးချိန်မှာအပင်များလှုပ်နေရမှညှိသက်သွားတော့တယ်ထိုအခါမှမဘိုးတင်သည်ကြိုက်ထဲမှထမင်းကိုလက်နဲ့ကုတ်စားနေချိန်သူတိုင်နေသောအုပ်ကူရဲ့မလန်းမကန့်မှအရေးတစ်ခုပေါ်လာတယ်ထို့နောက်အုပ်ကူရဲ့ရှေ့မှာမတ်တက်ရက်နေသောလူတစ်ယောက်ပေါ်လာတော့တယ်စုပ်ပြတ်တက်နေသောအဝတ်စားနဲ့ဖြူပတ်နေသောမျက်နှာမှာမျက်လုံးနေရာဒီကဟောက်ပဲ့ဖြစ်နေတယ်ထိုလူသည်၆ကပ်နေသောအတန်ဖြင့်မဘိုးတင်ရဲ့စကားဆိုလာသည်ကောင်းလေးငါအုပ်ကူပေါ်ထိုင်စားနေပြီငါကိုမကြွေးဘူးလားထိုတန်ကြောင့်မဘိုးတင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းသောထိုသူ၏ရုပ်ကိုမြင်သည်နှင့်လူမဟုတ်တာတန်းသိတယ်လူဘဝကိုစိတ်နာနေသောမဘိုးတင်အဖေဖြစ်သူကနေတိုင်းသေးသေးချင်းနေသည်မို့လူဘဝကို
မခင်တွေထို့ကြောင့်ကြောက်သည်ဆိုတာဘယ်အရာလက်သည်ဆိုတာဘယ်အမှန်းတော့မသိချေပြီဒီလိုဖြစ်အောင်လဲအဖေဖြစ်သူနဲ့အတော်ဖြစ်သူတို့ကပြုလုပ်ပေးလိုက်သည်ဟုပြောရမည်ဖြစ်တယ်လူမန်းတိရစအရွယ်ကလေးကသူများကလေးများနည်းတူသားလေးငါသားလေးအဖေသားလေးအမေသားလေးဟူသောကျင်နာစကားမဆိုထားနဲ့ကောင်းလေးလူလေးဆိုတဲ့စကားတော့မပြောအတော်ဖြစ်သူကဘိုးတင်ဟုခေါ်သလိုအဖေဖြစ်သူကဂျိုးကောင်လေးဟုခေါ်တယ်ထမင်းချိုင်းကိုဆွဲနိုင်လောက်သည့်အရွယ်ကစပြီးနေဝင်မိုးချုပ်တင်းချိုင်းကိုကြော်ပြီးတောင်ရတဲ့အတော်ဖြစ်သူကအမြဲတမ်းထမင်းပို့ခိုင်းမြဲဖြစ်တယ်အတော်ဖြစ်သူ၏သားများပင်ဆယ်ကျော်သက်အရွယ်များရောက်နေကြပေမဲ့လူမမယ်ကလေးမောင်ဘိုးထင်ကိုသာခိုင်းမြဲဖြစ်တယ်အဖေဖြစ်သူဒီလည်းအတော်ထက်ကိုဆိုးရအရက်မရှိရင်တကောင်းကြောတာတွေဘာတွေနားမလဲမောင်ဘိုးတင်ကိုနှိုးပြီးသွားဝယ်ခိုင်းတတ်တယ်ထို့သူသောလောကရန်ကိုခန်းစားနေရသောမောင်ဘိုးတင်လူဖြစ်သည်မှာထမင်းစားဖို့တစ်ခုနဲ့တေဖို့အတွက်စောင့်နေရသည်ဟုစိတ်ပိုင်းဖြတ်ထားသည်မို့မိတို့သောကြောက်စိတ်မှမရှိတော့ပေကျင်နာမှုမရသောကလေးဘွားကိုဖျက်ဆီးခဲ့ရသောမောင်ဘိုးတင်ရှေ့မှာရောက်နေတဲ့တရေကိုမကြောက်တာမဆန်းတော့ပါတေမာကိုတော့နည်းနည်းမှမကြောက်တော့သောမောင်ဘိုးတင်အတွက်တရေ6တီဆိုတာကရည်စရာဟုတ်ပင်ထဲကောင်းထင်လေလိမ့်မည်ဖြစ်သည်ယခုလဲသူရဲ့ရှေ့မှာထမင်းတောင်းစားမိတပေါ်ရှိတဲ့တရေတကောင်ကသူအားစကားဆိုလာလိမ့်မည်ဖြစ်တယ်ထိုအခါမောင်ဘိုးတင်သည်ထိုတရေကောင်ကတေချာကြည့်ကဒီအုပ်ကူကခမည်းအုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါတိတယ်မင်းစားနေတဲ့အမဲသားငါ့ကိုကြွေနေပါဦးဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးရဲ့မကြောက်ဘူးလားဟုအမေစကားကြားချင်းမော်ဘိုးတင်သည်ဟားတိုက်ရင်မောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါအောင်လို့អော်ပြီးအမေစီပြေးချင်ခဲ့ဘူးတာပေါ့အဖေကျွန်တော်ကြောက်တယ်ပြောပြီးအဖေကမကြောက်နဲ့ငါသားလို့ပြောတာလိုချင်ခဲ့ဘူးတာပေါ့ဒါပေမဲ့ကျုပ်ကကြောက်လန့်ငိုယိုနေလဲကျုပ်ကိုဘယ်သူကချော့ဘယ်သူကမငိုနဲ့လို့ပြောမှမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲတဲကောင်ကြီးကအုတ်ကူကြီးရဲ့ရှေ့မှာမမကြီးရက်ပြီးလက်ကိုဖြန်ပြီးတောင်းနေပါတယ်မောင်ဘိုးတင်ပြောသည်ကိုသူနားလည်ပုံမပေါ်ပါထိုခါမှမောင်ဘိုးတင်သည်အမဲသားတစ်ဖက်ကိုတဲကြီးရက်နေသောအုတ်ကူအစွန်းကိုပြစ်ပေးလိုက်ပါတော့တယ်တဲကြီးကမောင်ဘိုးတင်ပြစ်ပေးလိုက်သောအမဲသားတော်အားကောက်ယူပြီးစားနေလိုက်တယ်ကုံသွားသောအခါနောက်ထပ်လက်အားပြန်ဖြန့်ပြီးတောင်းနေလေပြန်တယ်မောင်ဘိုးတင်သည်လည်းထပ်ပြီးချပေးလိုက်ပြီးထမင်းကိုသာစားနေလိုက်တယ်ခဏကြာသောအခါပိုက်ပြေသွားပြီးမှကြံသောထမင်းနဲ့ဟင်းများကိုအုတ်ကူအစွန်းနှင့်စုပုံပြီးပေးလိုက်ပါတော့တယ်ထိုကတဲကြီးဒီမောင်ဘိုးတင်ပုံပေးသောဟင်းကြံနှင့်ထမင်းကြံများကိုအာပါတရစားတော့နေပါတော့တယ်စားတော့နေသောတဲကြီးကိုမောင်ဘိုးတင်ကြည့်ပြီးနောက်စကားဆိုလိုက်တယ်ခမရအုတ်ကူပေါ်ထိုင်နေကြမို့ကြုတ်ကျွေးတာနော်ကြောက်လို့ကျွေးတာတော့မဟုတ်ဘူးသိလားသိပါတယ်ကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူကြည်ရမလဲငါနာမည်ငနက်ပါမကူညီပါနဲ့အကူညီတောင်းမိရင်နေတိုင်းကျွေးနေရမှာမဟုတ်လားမဟုတ်ပါဘူးကွမင်းခိုင်းရင်တာခိုင်းမှာမင်းကျွေးလဲရတယ်မကျွေးလဲရတယ်မောင်မိုးတင်တရေကြီးစကားကြောင့်ခိတ္တခဏတွေးလိုက်သူစိတ်ထဲမှာကြွက်တခိုးမျက်နှာကိုမြင်အောင်လာတယ်မောင်ဘိုးတင်တစ်ချက်ပြုံးလိုက်ပြီးစိတ်ထဲတွင်တော့ဒီငနာတွေတေးပြီးပေါ့ကွာဟုကျင်းဝါလိုက်ကအဲ့ဒါဆိုတခုကူညီဗျာပြောပါကောင်းလေးကျုပ်ကြွက်ကပိတွေကိုရွာကကောင်တွေ2ယောက်ဖော်ပြီးကြွက်တွေယူသွားတယ်အဲ့ကောင်တွေကို6ပေးဗျာတေးအောင်လောက်ရမှာလားကောင်လေးဟာတေးအောင်တော့မလုပ်ပါနဲ့ဗျာနောက်တစ်ခါမခွေးရအောင်သာလုပ်စိတ်ချကောင်လေးမင်းဒီမှာအိတ်မာလားဟုတ်တယ်အဲ့ကောင်လာမပေါ်ခင်တကောင်ကျော်တစ်ခါဖုံမင်းကြွက်မိရင်ပြန်ထောင်ပြီးနောက်တစ်ခါထပ်ဖုံမလို့ဒီမှာစောင့်အိတ်မှာဗျအဲ့ဒါဆိုမင်းအိတ်ငါအဲ့ကောင်တွေကို6လွတ်မယ်အဲ့ဒါဆိုလဲကောင်းတာပေါ့ဗျာကြောက်အိတ်နေတော့ကြောက်ကိုတော့ကုန်မချိုးပါဘူးနော်ဘာလဲအခုတော့မင်းကြောက်နေပြီလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသေးခြင်းလို့ပါချိုးခြင်းရင်အခုကျုပ်ကိုချိုးဗျာမမိုးတင်ခက်တီတီနဲ့ပြောလိုက်ပေမဲ့တဲကြီးကသူ့ရဲ့မြင်ကွင်းမှတရေရေနဲ့ပြက်ကွယ်သွားပါတော့တယ်အခန်းလေးမမိုးတင်ထမင်းစားပြီးတော့အခါအောက်ကူကြီးပေါ်မှာပက်လက်အိတ်လိုက်တယ်သူ့ရဲ့မျက်လုံးထဲမှာတော့မမြင်ဘူးတော့သူ့ရဲ့မိခင်ဖြစ်သူကိုပုံဖော်ကြည့်နေတယ်အရက်ထဲကသဘောကောင်းသောအတော်ကြီးများသည်သူ၏မိခင်ရုပ်ပုံအားပြောပြတော့အခါမော်ဘိုးတင်ငေး၍နားထောင်ခဲ့ရဘူးတယ်
သူရဲ့စိတ်ထဲမှာတော့အမေဒီရွာဖျားပွဲမှာကပြဘူးတဲ့အငိမ့်မင်းသမီးလေးဟုတွေးထားခဲ့သည်မဟုတ်ပါလားသူ့ကိုမွေးပြီးတော့အရက်လက်တဲ့ဒေါငယ်လေးကိုသူ့မိအကြောင်းသွားမေးဘူးတယ်သဘောကောင်းသောအမေကြီးကသူအားစိတ်ရှည်လက်ရှိပြောနေသည်ကိုယခုအုတ်ဂူပေါ်မှာအိပ်ရင်းတွေးနေမိတယ်အမေကြီးကြောင့်ငယ်လေးကျွန်တော်အမေကဘယ်လိုပုံစံလဲဗျမောင်ဘိုးတင်နဲ့နည်းနည်းစင်တယ်အပြိုတော့ကနေမေကပန်းအောင်ကိုင်းတော့ပန်းအောင်ကိုင်းဆိုတော့အမခင်မေတို့လိုလားအမေကြီးအဲ့ထက်တောင်လှပါသေးတယ်တော့ခင်မေတို့လှတယ်ဆိုတာမြခင်လှတာကိုမမိပါဘူးဟုတ်လားကျွန်တော်မေပုံးကြည့်လိုက်တာဗျာအေးဟဲနင်ပြောမှမြခင်ကိုတော့တတိယလာတယ်အမေကြီးတော်ငယ်လေးမှပြောင်းမှုစစ်လေကြီးကိုဖွာရင်းအရှိမဝကက်ချန်စီယိုကြီးကိုငေးပြီးပြောနေတယ်မောင်ဘိုးတင်ဒီသူ၏မိခင်ဖြစ်သူမှရွာကအလှဆုံးသောပန်းတော်ကိုင်ထက်လှသည်ဟုတော်ငယ်လေးမှပြောသောအခါမြတ်စွာပီတိဖြစ်နေပြီးမိခင်ပုံရိပ်ကိုစိတ်ထဲ၌ပုံဖော်ကြည့်နေပါလေတော့တယ်ယခုတင်ញိုင်းကိုတဲကအုတ်ကူကြီးပေါ်မှာအိတ်နေသောမောင်ဘိုးတင်ဟာမိခင်သာမြင်ရင်ကျိုးမှအေကံပင်ဖြစ်တယ်အခုတော့စိတ်ပူသူမရှိကျင်နာသူမရှိသောမောင်ဘိုးတင်တယောက်အုတ်ကူပေါ်မှာအတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားပါလေတော့တယ်အခန်းငါမောင်ဘိုးတင်အိတ်ကူပေါ်မှာအိတ်နေအကင်းပါအေးရေးဆက်သောမောင်ဘိုးတင်နားတဲ့သို့တည့်ရွက်တည့်ကိုင်းများကိုနင်းတန်ကြားရ၍ထားထိုင်လိုက်တယ်အိမ်မုံဝရဝဖြစ်နေသောမောင်ဘိုးတင်မျက်လုံးသည်ချက်ချင်းမပွင့်သေးပေလက်နဲ့ပို့လိုက်မှအတန်တင့်ပွင့်လာပြီးမင်းအလင်းအောင်တစ်ခုကသူ့အနားကပ်လိုက်ထိုအခါမောင်ဘိုးတင်ကလွယ်အိတ်ထဲမှလေကွားကိုထုတ်ပြီးလောက်စာကိုအသင့်ပြင်ထားလိုက်တယ်မောင်ဘိုးတင်ဒီတရေတစီကိုမကြောက်ပါရွာနီးချုပ်ဆက်မှာနွားများပျောက်သည်ဟုတည်င်းကြားသောကြောင့်နွားတခိုးများဖြစ်နေရင်ပြစ်မိဟုတွေးထားခြင်းဖြစ်တယ်အတန်ကြာသောအခါမိရင်အလင်းအောင်ကြောင့်သူ့နားလာသောသူကိုတေချာတွေးလိုက်ရတယ်သူ၏အဖေနှင့်အသက်မတိမ်မင်းရှိရန်တူသောလူကြီးတစ်ယောက်ပေါတူနှင့်ကော်ပြားကိုနှစ်လက်ပူးထမ်းလာပြီးလက်တစ်ဖက်မှမိရင်ကိုကင်လာခြင်းဖြစ်တယ်အုတ်ကူပေါ်မှာအိမ်နေသောမောင်ဘိုးတင်ကိုတွေ့သောအခါထိုလူကြီးကအံ့ဩသွားပြီးမောင်ဘိုးတင်ကိုစကားဆိုလာတယ်ကောင်းလီမင်းဘာလုပ်နေတာလဲအချိန်မတော်ကြီးတင်းញိုင်းထဲမှာအိတ်နေတာလေဗျာခမရကောင်ဘာလုပ်တာလဲငါမမီးနဲ့မင်းနဲ့ဘသူအဖော်ပါလဲဘသူမှမပါဘူးကြုံမေးတာဖြစ်အောင်ခမရကကျုပ်တို့ရောကမဟုတ်ဘူးဟုတ်တယ်လှုပ်เสียရှိလို့လာတာဒီချိန်ကြီးဘာမဟုတ်တာလာလောက်တာလဲဗျကောင်းလေးမင်းကအလာသားပဲဒီချိန်ကြီးမင်းကတင်းញိုင်းနဲ့တယောက်တည်းအိတ်ရဲတယ်ဆိုတော့မခေဘူးကွမင်းဘာလာလောက်တာလဲအမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျမင်းကြွက်ထောင်လို့ရရင်အဲ့ဒီကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာပေါ့အေးငွေဘယ်လောက်ရလဲဒီကောင်ကိုပြား90လောက်တော့ရတယ်ဒီညမင်းငါ့ကိုကူညီရင်90ပေးမယ်ကွာဘယ်သူမှတော့ရှောက်မပြောရဘူးဘလို့လဲမောင်ဘိုးဒီခက်တစဉ်းစားလိုက်တယ်ကြွက်အကြီးစားတစ်ကောင်ရမှပြား90ရတာဒီနေ့ငါကြက်ရဖို့ကြွက်ကြီး10ကောင်မိမှရတယ်ယခုဒီလူကြီးကတညာတဲ့90ပေးမယ်ဆိုတော့မောင်ဘိုးတင်လိုချင်မိတယ်သူစဉ်းစားနေချိန်ထိုလူကြီးကထပ်ပြီးစကားဆိုလာပြန်တယ်ကောင်လေးမင်းကြီးရတာအကြောက်လန့်ရှိပုံမပေါ်လို့ငါခေါ်တာနော်90ဆိုတာနဲတဲ့ပမာဏမဟုတ်ဘူးအေးဗျာလုံးမယ်ကဲဒီလိုမှပေါ့ဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရဘူးနော်ပြောရင်မင်းကိုတေအောင်တတ်မှာကြားလားတရေမကြောက်တော့မောင်ဘိုးတင်ပင်ထိုလူကြီးတေချာကြည့်ပြီးပြောသောစကားကြောင့်ကျက်သိမ်းပင်ထသွားမိတယ်ထို့နောက်မောင်ဘိုးတင်ကထိုလူကြီးကတေချာကြည့်ကစိတ်ချပါဘိုးတင်ဆိုတဲ့ကျုပ်ကဂရိတီပါတယ်ဗျကြိုက်တယ်ကွာလာခဲ့ဒီမီးအိမ်ယူခဲ့မင်းတို့ရွာကမနေ့ကတေသွားတဲ့မိန်းကလေးတယောက်မြုပ်ထားတာရှိတယ်မဟုတ်လားရှိတယ်ကျုံလေးလေကငှက်လာပြစ်နေတုံးလားမြုပ်နေကြတာဟိုးဘက်မှာအုတ်ကူလားမဟုတ်ပါဘူးမြေပုံပဲရွာလေကအမနွယ်ဝင်ပိုးထိပြီးတေတာအပြူမဟုတ်လားဟုတ်တယ်ဗျငါ့ကိုလိုက်ပြကွာမောင်ဝရင်ကမီးရင်ကိုယူပြီးနေလေကမြုပ်ထားသောအမျိုးသမီးရဲ့မြေပုံကိုလိုက်ရှာလိုက်တော့တယ်အချိန်တိတ်ကြမရှာလိုက်ရပါခြုံတော်များရှင်းလင်းထားသောနေရာမှာမြေပုံတစ်ခုတွေ့လိုက်တာနဲ့ထိုမြေပုံထိပ်မှာတသားပြားကိုနာမည်စလုံးရေးထားတဲ့မနွယ်ဝင်အသက်23နှစ်ဟုမှတ်တိုင်လေးရာမောင်ဘိုးတင်လက်တွင်ကင်ထားသောမီးအိမ်ရဲ့လင်းအောင်ကြောင့်အတိုင်းသားမြင်လိုက်ရတယ်ထိုမြေပုံနားရောက်သောအခါမောင်ဘိုးတင်နောက်မှလိုက်လာသောလူကြီးက
ပေါတူးနဲ့ကော်ပြားကိုအောက်သို့ပစ်ချလိုက်ပြီးပစိုးကိုတိုတိုဝက်ကပစ်ချထားသောပေါတူးနဲ့ကော်ပြားအနက်ပေါတူးကိုယူလိုက်ပြီးမြေပုံကတူးဖော်လိုက်ရာမောင်ဘိုးတင်မျက်လုံးပြူးသွားပြီးအလင်းမြန်တားလိုက်ပါတော့တယ်ဟေးလူကြီးဘာလုပ်တာလဲဗျတူးမလို့လေကွာခမရကလူသေးလောင်းကိုဘာလုပ်မလို့လဲမင်းမသိပါဘူးကွာဘာချေရလိုက်ရမှမပြက်စေရဘူးမင်းလူသွားလူလာစောင့်ပေးဒီချိန်ဘယ်သူမှမလာတော့ဘူးအုံမောင်ခောက်ရင်တော့ဟိုငနာတွေလာလိုက်မယ်အဲ့အချိန်ထိတော့မကြာတော့ပါဘူးကွာကျုပ်ကငွေပေးဖို့သာမမေ့နဲ့အေးပါကွာဒီကောင်လေးမလွယ်ဘူးဟေ့နေပါဦးဗျာခမရနာမည်ကဘာတူလဲဦးအုံးလို့သာမှတ်ထားကွာစကားမများနဲ့တော့ငါမြန်မြန်အလောင်းဖော်လိုက်အောင်မယ်အချိန်တော်ကြာဦးအုံးပေါတူးတလက်ကော်ပြားတလက်နဲ့အလောင်းအားတူးဖော်နေရအချိန်တော်ကြာပြီးနောက်မှာတော့အလောင်းထည့်ထားတဲ့အခေါင်အားပေါတူးနဲ့ပေါင်းမိပြီးဖြစ်တယ်ကောင်လေးရေအခေါင်းတော့ပေါ်ပြီးကွလာလာဒီဘက်တိုးပြီးမီးပြအေးပါဗျမဘိုးတင်ဒီမီးအိမ်ကိုယူပြီးကျင်းပြန်ဖြစ်သွားသောမြေပေါ်နားမှာထိုင်လိုက်ပြီးအတွင်းသို့မြင်နိုင်ရန်မီးအိမ်ကိုပြလိုက်တယ်ဦးအောင်ကတေတာအခေါင်းပေါ်မှာတင်နေသောမြေများကိုဂေါ်နစ်ထိုးပြီးအပေါ်သို့တင်လိုက်ပြီးဂေါ်နစ်ထိုးရမရသောမြေများကိုလက်ဖြစ်ပြီးသို့တက်ချလိုက်ကပေါတူးနှင့်အခေါင်းအနားဆတန်ရိုက်ထားသောနေရာများကိုကန့်လန့်ပြီးဖွင့်နေတယ်ထို့နောက်ပွင့်သွားပြီဖြစ်သောအခေါင်းဖုံးကိုအပေါ်သို့မတင်လိုက်တော့တယ်ထို့နောက်ဦးအောင်ကအခေါင်းထဲမှာတိတ်ဆုံးနေပြီဖြစ်သောမနှွယ်ဝင်းအလောင်းကြီးအားမဘိုးတင်စီမမီးအိမ်ကိုယူပြီးတီချာကြည့်နေတယ်ထို့နောက်ဦးအောင်ကအလောင်းပေါ်မှာလွှာထားသောအင်ကြီးအပိုကိုယူပြီးခောက်နေလေတယ်ခောက်ပြီးသွားသောအခါမဘိုးတင်ကိုပေးလိုက်ကဘေးမှာခဏချထားပြီးကောင်းလေးခမရကလည်းဘာတွေလုပ်နေမှမသိပါဘူးဗျာပေးမဘိုးတင်ဒီငွေ90မျက်နှာဖြစ်အင်ကြီးကိုယူပြီးဘေးလွှတ်ရချထားပေးလိုက်တယ်ဦးအောင်ကနောက်ထပ်အလောင်းကောင်မှစပင်မွေးများကိုဆွဲနှုတ်ပြီးကပိုက်တဲသို့ထည့်နေတယ်ထို့နောက်အလောင်းကောင်ကြီးရဲ့ခြေမနှစ်ခုအားပူးချီထားတဲ့အချီကျိုးအားဖြုတ်ယူနေပြန်တယ်ထို့နောက်အလောင်းကောင်ကြီးရဲ့ထမိန်စများကိုလည်းပေါတူးသွားဖြတ်ပြီးယူနေသေးတယ်ဦးအောင်ကအလောင်းကောင်၏မျက်နှာနားသို့မီးရင်ကိုတိုးကပ်လိုက်မီးရင်ရဲ့အလင်းရောင်တီကကျင်းအတွင်းရှိအခေါင်းထဲမှာရှိနေတဲ့အလောင်းကောင်ရဲ့မျက်နှာကိုရှင်းလင်းစွာမြင်နေရတယ်ဦးအောင်ကအလောင်းရဲ့ဦးခေါင်းကိုလက်နဲ့ထိလိုက်ပြီးຫນွယ်ဝင်းဆိုတဲ့ကောင်မဒီနားရှိရင်နင့်ကိုယ်တည်းခဏဝင်စမ်းဦးအောင်ပြောလိုက်တဲ့နဲ့ຫນွယ်ဝင်းအလောင်းကမျက်စိပွင့်လာတော့တယ်ထိုအခါမျက်စိပွင့်လာတော့အခါအလောင်းကိုကြည့်ပြီးဦးအောင်ပြုံးလိုက်ပြီးကဲနေကမကောင်းဆိုးဝါဖြစ်နေပြီငါနင်းကိုပိုင်နေငါကိုကလန်ကဆန်လုံးရင်မီးလောင်တိုက်သွင်းပြစ်မယ်ကြားလားငါနင်းရဲ့အဝတ်စားနဲ့နင်းရဲ့စပင်ကိုငါတနေရာမှာထားမယ်နင်းအဲ့ဒီနေရာမှာသွားနေရမယ်ကြားလားအလောင်းကောင်ကြီးကမျက်လုံးဖွင့်လိုက်ပေးလိုက်နဲ့သာလှုပ်ရွပြ၍နေလေတယ်ထို့နောက်ဦးအောင်ကအလောင်းကြီးရဲ့ဦးခေါင်းကိုကင်ထားသောသူ၏လက်ကိုလွတ်လိုက်မှအလောင်းကောင်ကြီးရဲ့မျက်စိများပိတ်သွားပါတော့တယ်မဘိုးတင်သည်ဖူဆန်းလုံး၏မျက်တောင်မခတ်ပင်ကြည့်နေလေတယ်ဦးအောင်ကသူ့လိုရမည့်ကိစ္စများပြီးပြီမို့အလောင်းထည့်ထားတဲ့အခေါင်းရဲ့အဖုံးကိုပိတ်လိုက်ပြီးနောက်ကျင်းပေါ်သို့ပြန်တက်လာကဂေါ်ဖြစ်တူးထားသောမြေများကိုပြန်၍ဖိုးလိုက်ပါတော့တယ်အချိန်တော်ကြာသောအခါမနယ်ဝင်းအားမြုပ်နှံထားသောမြေပုံလေးကမူလပုံစံတိုင်းပြန်ပြီးဖြစ်သွားပါတော့တယ်ထိုအခါမှဦးအောင်ကမောင်မိုးရင်ကိုပေးထားတဲ့အလောင်းမှလွှားထားတဲ့အင်ကြီးကိုတောင်းလိုက်ပြီးကပိုက်တဲ့ထက်ကမြေပုံဘေးမှာခြေပြစ်လက်ပြထိုင်လိုက်ပြီးကောင်းလေးမင်းကတော့အာကပဲကွာမင်းမကြောက်ဘူးလားမကြောက်ပါဘူးဗျာမင်းကဒီသိချင်းရောကပဲလားဟုတ်တယ်ဗျမင်းဖေနဲ့အမေနာမည်ကဘာတဲ့လဲအဖေနာမည်ကဦးကောင်းအမေကတော့မရှိတော့ဘူးနာမည်ကဒေါ်မြခင်ဩအေးမင်းကတော့သဘောကျသွားပြီကွာရောက်ငွေ90မမိုးတင်ဒီဦးအောင်ပေးသော9ကျက်တန်10ရက်ကိုယူလိုက်ပြီးလွယ်အိတ်ထဲထည့်ကဒီနေ့ကတော့တွက်ချေကြိုက်လွန်သွားပြီဗျာဒါနဲ့ခမရကဒါတွေဘာအတွက်လောက်တာလဲဗျငါကအောက်လန်းเสียလေကွာသွားပြီကောင်လေးဦးအောင်ကပြပြဆဆမီးရင်ကိုယူပြီးလာတော့ကအတိုင်းပေါတူးနဲ့ကော်ပြားကိုပူးရိပ်ပခုံးပေါ်ထမ်းပြီးပြန်သွားပါလေတော့တယ်မောင်ဘိုးတင်ကလည်းအုတ်ကူနားသို့ပြန်သွားလိုက်ပြီးသူရဲ့မီးရင်ကိုယူကကြွက်ထောင်ထားသောကပ်ပီများစီသို့ထွက်သွားပါလေတော့တယ်အခန်း6မောင်ဘိုးတင်ဦးအောင်နဲ့တွေ့ပြီးက3ရက်မြကြာသွားပြီဖြစ်တယ်ဦးအောင်ပေးခဲ့သောပတ်စံနဲ့
အဖေဖြစ်သူရဲ့အရက်ဖိုးများကိုလိုက်ဆက်ပေးလိုက်တယ်ယခုဦးစိုးကြီးဆိုင်တို့ရောက်လာ၏အဖေအတွက်အရက်တစ်လုံးဝယ်မိဖြစ်တယ်ဦးစိုးကြီးကမောင်ဘိုးတင်ကိုမြင်သည်နှင့်ဘိုးတင်မင်းဖေမင်းကိုလိုက်ရှာနေတယ်ငါစီတောင်ရောက်လာသေးတယ်ဘာလို့လဲဗျထူးထူးဆန်းဆန်းမတီးဘူးဟေ့ဘိုးတင်ကြွက်ကလေးရရင်လာပို့အောင်ပါအောင်ကွာလောက်ပါအောင်ခမားကောင်မြင့်နိုင်တို့လာမရောက်ဘူးလားအဲကောင်တွေအကြောင်းမပြောစမ်းပါနဲ့ကွာကြွက်ဖော်သွားရင်တရေချောက်ခံရလို့ဖျားနေကြတယ်ကွာတကယ်ကောင်တွေဟုတ်လားဗျကြောက်သွားပြီဗျမောင်မိုးတင်ဒီရဲ့တလုံးကိုယူကဆိုင်ပင်တို့ထွက်သွားလိုက်တော့တယ်သူရဲ့မျက်နှာမှာတော့ပြုံးနေတယ်သူမဲသားကျွေးသောတရေကြီးကဂရိတီပါလာဟုတွေးနေမိတယ်သူအိမ်တို့ပြန်ရောက်ချင်းဖခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုအိမ်ပေါ်မှယူလာပြီးမောင်မိုးတင်ရဲ့ပလင်းကိုကိုပြစ်မှချလိုက်ပြီးသည့်နှစ်ပစိုးတော့ကိုပြစ်ပေးလိုက်ကဟေ့ကောင်မင်းပေပင်ရွာကိုလူငါသွားလို့တော့မင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစပါး20ပေးတယ်မင်းကအဲ့လောက်တောင်တန်တာလားကွငါစပါးစားငွေထုတ်ခဲ့ပြီမောင်ဘိုးတင်ပစိုးနဲ့ထုတ်ထားသောသူရဲ့အဝတ်ထုတ်ကိုကန်ရင်ကြောင်ဝမ်းနဲ့ရက်ရည်သာနေပါလေတော့တယ်အောက်လန်းဘိုးတင်နဲ့ဘဝအစတိကဤမြတာမကြမီအောက်လန်းဘိုးတင်နဲ့လက်ဦးဆရာဟူသောဇလန်းလေးဟာတင်ဆက်ပေးသွားပါဦးမယ်ခမညာကျွန်တော်ကတော့အညာတရပါခမညာ